မင်္ဂလာပါဒီနေ့မှာတော့ဂုံရင်ပြကရိယာလှုပ်ရှားမှုပြကရိယာတွဲပြီးတော့သုံးလို့ရတယ်ဒီ get soil ဆိုတဲ့တရားပုံစံလေးကိုပြောပြသွားမှာဖြစ်ပါတယ်သူတိတ်ပဲလေးကတော့တစ်ခုခုဖြစ်မှာပဲဆိုတဲ့တိတ်ပဲရပါတယ်ပေါ့နော်သူကကြတော့ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ထင်မြင်ချက်တွေကိုပြောတဲ့အခါမှာဆိုရင်သုံးတဲ့တရားပုံစံမျိုးဖြစ်ပါတယ်ဥပမာကြည့်ကြည့်အောင်ဆိုရင်နံပါတ်1ရတာရှိသည်ဆိုလို့ရှိရင်မရှိတာအဲ့ဆိုရင်ရတာရှိမှာပဲရတာရှိမဲ့ပုံပဲဆိုလို့ရှိရင်မရှိ get soil ရတာရှိမဲ့ပုံပဲအခုနံပါတ်2စိတ်ဝင်စားစရာကောင်းသည်ဆိုလို့ရှိရင် Jamie Pitaစိတ်ဝင်စားစရာကောင်းမဲ့ပုံမဲဆိုလို့ရှိရင် Jamie ကဆော်ရောစိတ်ဝင်စားစရာကောင်းမဲ့ပုံမဲအခုနံပါတ်3ကကြတော့လန်းဆန်းသေးမြသည်ဆိုလို့ရှိရင်ရှီဝွန်နာတာဆိုလို့ရှိရင်ရှီဝွန်နာကဆော်ရောလန်းဆန်းရေးမြမဲ့ပုံမဲပုံစံပြောသုံးလို့ရတယ်ပေါ့နော်ကျွန်တော်တို့ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့သူတွေလူကြီးမိဘတွေကိုပြောတဲ့ခါမှာဆိုရင်တော့သူကရှီကက်ဆော်ရောပုံပြီးထည့်ရမယ်ပေါ့နော်ဥပမာဆိုကျွန်တော်တို့ကပင်မနှမ်းနယ်တော့မှာပဲဆိုလို့ရှိရင်ဖီခွန်နာရှီကက်ဆော်ရောအခုကကြတော့ဘိုက်စာတော့မှာပဲဆိုလို့ရှိရင်ဘဲကားကိုဖုရှိကဆော်ရောအဲ့လိုသုံးလို့ရပါတယ်